ဒီတစ်ခါ challenge လေးကကျွန်တော်ဒီ easy မှာဆိုရင်ဒါ Pico CDF မှာနောက်ထပ်6ခုပဲကျန်တာပေါ့နော်ဒီနေ့ကတော့ scavenger hunt ပေါ့နော် scavenger hunt ဆိုတဲ့ဟာလေးကိုသွားကြည့်မယ်အဲ့တော့သူကဘာပြောလဲဆိုတော့ there is something interesting information hidden around the site ဆိုတော့ဒီ site ထဲမှာရှိတဲ့ဒီ information လိုက်ရှာအောင်လေသူကကျွန်တော် brute force တွေရှိတယ်နော် brute force ဆိုတဲ့ဥစ္စာကဒီ directory မှာဆိုလို့ရှိရင်ဘယ် file တွေပါတယ်ဘယ် directory တွေရှိနေတယ်ဒါမျိုးကိုကျွန်တော်တို့ကရှာလို့ရတဲ့စနစ်တွေရှိတယ်အဲ့ဒါကို brute force တိုက်တယ်လို့သုံးတာပေါ့နော်အဲ့တော့ပုံမှန်အဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ file တွေကိုရှာဖို့အတွက်ဒီ brute force မလိုပါဘူးတဲ့ဒီတိုင်းရှာလို့ရပါတယ်တဲ့အဲ့တော့ဒီ Kali Linux လို့ဘာလို့မှဒါတော့မဆန်ဘူးသေးတဲ့လူတွေအနေနဲ့ဆို brute force လုပ်လို့ရတယ် software လေးတွေ tool လေးတွေရှိတယ်အဲ့ tool လေးတွေနဲ့သုံးလဲရတယ်ဒါပေမဲ့ဒီမှာတော့မသုံးမဲနဲ့တော့မင်းရပါတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ website ကိုတွားကြည့်လိုက်တော့သူကတော့ Usion website ပဲဘာမှထူးထူးခြားခြားသိမတွေ့ဘူးပေါ့နော် HTML CSS JS ကိုပဲသုံးထားတယ်ဆိုပြီးပြောထားတယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်ပုံမှန်တိုင်း page source ကိုကြည့်လိုက် page source ကိုကြည့်လိုက်ရင်ဒီမှာတန်းပြီးတော့ကျွန်တော်မြင်ရတယ် flag ဒါပေမဲ့သူကဘာပြောထားလဲဆိုတော့ here is the first part of the flag ဆိုတော့ဒါကပထမပိုင်းပဲရှိသေးတယ်အဲ့တော့ကျွန်တော်တို့ကဒါလေးကိုမြင်ယူထားမှာပေါ့နော်ဒီအထိဒါပထမတစ်ပိုင်းအဲ့တော့ပထမတစ်ပိုင်းရပြီအဲ့တော့ဒုတိယတစ်ပိုင်းထပ်ရှာအောင်ပါပေါ့အဲ့တော့ဒီမှာကျွန်တော်ကြည့်လို့ရှိရင်ဒါကသူ့ရဲ့ device ခွဲထားတဲ့ device ဒီမှာ device ဒီမှာထူးထူးခြားခြားကျွန်တော်တို့ဘာမှမတွေ့ဘူးဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာသုံးထားတဲ့ကျွန်တော်တို့ကဒီ header မှာ link ချိတ်ထားတဲ့ဟာလေးရှိ my.css ဆိုတဲ့ဥစ္စာနဲ့ my.js.js နော်အဲ့တော့နှစ် file ရှိတယ်အဲ့ဒီ file ကိုဖွင့်ကြည့်ရင် okay ဒီမှာဆိုလို့ရှိရင်flag အနေနဲ့သူထည့်ထားပြီးတယ်ပေါ့သူကတော့ဒီကအဲ့လိုလေးလိုက်ကြည့်စီချင်တာပေါ့နော်လိုက်ကြည့်နေမှာ pack 2ကဒီကောင်ဆိုကျွန်တော်တို့ဒါကိုယူလိုက်မယ်အဲ့တော့ဒီနောက်ထိသွားယူရမလို့ပေါ့နော်ဒီ CSS to HTML တို့မှာကျွန်တော်တို့ဒီ slash star လေးနဲ့စတဲ့ဟာက comment အဲ့တော့ဒါလေးက comment အဖွင့်ဒါလေးက comment အပိတ်အဲ့တော့ဖြစ်နိုင်ခြေကဒါပဲဖြစ်ပုံများတယ်အဲ့အတွက်ကျွန်တော်ဒီထီလေးပဲယူလိုက်မယ်ယူပြီးတော့လက်ထဲမှာခဏတော့ထည့်ထားမယ်ဟုတ်အဲ့တော့နောက်တစ်ပိုင်းကိုကြတော့ကျွန်တော်တို့ဒီမှာထပ်ရှာမလဲပေါ့နော်ပတ်ပြန်သွားလိုက်မယ်သွားပြီးရင်ဒီမှာ CSS ပြီးတော့ my.js.js ဆိုတဲ့ဟာတွေမှာကြည့်လိုက်မယ်အဲ့တော့ဒီထဲမှာတော့ flag နဲ့ site နဲ့ဟာတိတ်မတွေ့ဘူးပေါ့နော် open tab ဆိုပြီးတော့ဒီ color လေးရဲ့ချိန်တဲ့ဥစ္စာနဲ့ background color ဘာညာပြောထားတာရှိတယ်ဒီအောက်မှာ comment လေးရေးထားတာတော့ရှိတယ် comment ပါလဲဆိုတော့ how can I keep Google from indexing my website အဲ့တော့သူ့ရဲ့ website ကိုတဲ့ဟိုကျွန်တော်တို့ဒီ Google မှာ indexing စီးရဲဆိုတာရှိတယ်ဒီ Google မှာရှာလိုက်လို့ရှိရင်သူ့ website ကိုဒီ indexing အဆင်ပြေအောင်ဆိုပြီးတော့ဟိုလောက်ထားတယ်ပေါ့ဒါပေမဲ့ငါဘယ်လိုလောက်ထားလဲပေါ့တာမှာအဖြစ်အဲ့တော့ဒီ Google indexing ဆိုတဲ့ဥစ္စာနဲ့ကျွန်တော်တို့ဒီ website တွေမှာတည်တဲ့ချက်လေးတစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီ website တွေကိုဘယ်ကောင်ကနေပြီးတော့လာကြည့်ရင်မရအောင်ဒါမျိုးတွေလောက်ထားတဲ့ဟာမျိုးတွေရှိတတ်တယ်ရှိတတ်တဲ့ခါကျတော့အဲ့ဒါကိုကျွန်တော်တို့ကမှာကျတော့မထားပါတော့သူ့တိုင်းရှာကြည့်လိုက် Google indexing file နော်ဒီမှာဆိုရင်တော့Google ကဟာကိုကျွန်တော်ရန်ကြည့်လိုက် Google နဲ့ Chrome လောက်တဲ့အချိန်မှာသူဒီဟာတွေတွားတယ်ဒီမှာဘာလေးရှိလဲဆိုတော့ robots.txt ဆိုတာရှိတယ်တဲ့ site map ဆိုတာရှိတယ် UI structure တွေရှိတယ် UI structure ဆိုတာကဒီနေရာမှာ structure ဘယ်လိုထားလဲပေါ့နော်အဲ့တော့ဒီမှာဆို robot.txt ဆိုတဲ့ဥစ္စာလေးဒါကတော့ဒီ web development ကို
နည်းနည်းနားလေလူကျွမ်းကျင်တဲ့လူတွေကတော့တန်းသိတာပေါ့ဒါပေမဲ့ကျွန်တော်စစဉ်းစားတဲ့လူတွေနဲ့ဆိုလို့ရှိရင်ဒီကိုရှာသိလို့ရတယ်သူပြောထားတဲ့ hints ကနေပဲသွားရှာတာပေါ့အဲ့တော့ဒီ search engine crawler တွေကိုပြောပြီးတဲ့ file လေးပေါ့ပါလဲဆိုတော့ဒီကျွန်တော်တို့ရဲ့ website ထဲမှာ base page တွေကို crawl လုပ်လို့ရမယ် base page တွေကိုတော့ခွင့်မပြုဘူးဆိုတဲ့ဟာလေးကိုဒီနေရာမှာသတ်မှတ်ထားတယ်လို့ပြောတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာသွားပြီးတော့ robot.dht ဆိုတဲ့ဟာလေးရှာကြည့်မယ်အဲ့တော့ select robotဒီမှာ solution ပါလဲဆိုတော့ပုံမှန်တိုင်းပဲသူ့ထဲမှာဆိုရင်ဒီမှာ industrial HTML ကို disallow ပေးထားတယ်ဒါဆိုလိုတာပါလဲဆိုတော့ဒီ Google ကနေပြီးတော့ဒီကောင်ဒီ industrial HTML လေးကိုဒီ crawl လုပ်ခွင့်မပေးဘူးပေါ့နော်ဒီသူရဲ့ Google ရဲ့ bot တွေကိုအဲ့လိုမျိုးဆိုလိုတာနော်ဒါပေမဲ့ဒီမှာသူကတခါတည်းဒီຢာလေးကိုလည်းနားလဲအောင်ပြောချင်တာလည်းပါတယ်ပြီးတော့ဒီမှာ part 3ဆိုတော့ဒါ flag ရဲ့ part 3ဖြစ်နိုင်တယ်အဲ့ဒါလေးကိုကျွန်တော်ယူလိုက်မယ်ဒီမှာထည့်ကြည့်လိုက်โอเคနောက်တစ်ပိုင်းရပြီဆိုတော့ဒီမှာတော့ဗာပြောလဲဆိုတော့အောက်မှာ this is Apache web server ပေါ့နော် Apache web server ကိုသုံးထားတယ်လို့ပြောရဲပေါ့ can you access the next flag အဲ့တော့ Apache web server တွေမှာပါတဲ့file ကိုစဉ်းစားမယ်တဘောကိုသူကဆိုလိုချင်တာအဓိကတော့ Apache web server လို့ပြောချင်ရင်ကျွန်တော်တို့ကရှာကြည့်လိုက်ပြီ PCC Apache web server အဲ့တော့ web server တွေအမျိုးအစားအများကြီးရှိအောင်နော်ဒီထဲမှာအသုံးများဆုံး Apache web server တို့ Nginx တို့စသဖြင့်ရှိတယ်အဲ့တော့ Apache web server file ဆိုပြီးတော့ကျွန်တော်ရှာကြည့်လိုက်မယ်ဒီမှာဆို httpd.com ဆိုတော့ပါတယ်အဓိကတော့ web server တစ်ခုကိုကျွန်တော်တို့ကလုပ်လိုက်လို့ရှိရင်သူနဲ့ပတ်သက်တဲ့ file တွေရှိတာပေါ့နော်သိပြီးသားလူကဒါဆိုတော့ဒီ server administration မှာပေါ့ web server တွေကိုကိုရီးယားဆမ်မှုတဲ့လူဆိုလို့ပြောရှင်တော့တန်းသိတယ်ဒီ Apache web server ဆိုတာနဲ့သူထဲမှာဖာ file မျိုးစားတွေပါတယ်ဆိုတဲ့ဥစ္စာကိုတန်းပြီးတော့ဟိုနားလေလူပေါ့နော်ဒါမျိုးဆိုလို့ကျန်တာအဲ့တော့unable to connect why လေးကိုပြချင်တယ်အဲ့တော့ကျွန်တော်ဒီထပ်မရှာပြတော့ဘူးတဲ့ခါရပြန် Apache web server တွေမှာပါလဲဆိုတော့HDACCSS ပေါ့နော် HDSS ဆိုတဲ့ file လေးရှိတယ်အဲ့တော့ Apache web server တွေမှာပါတယ်အဲ့တော့ဒီကောင်လေးကပါလဲဆိုလို့ပြောရှင်သူကဒီ configuration change on redirectory visit ဆိုတာဒီ web server ထဲမှာပါတဲ့ file တွေရဲ့ configuration လိုအပ်တဲ့ဟာကိုသူက changes လုပ်လို့ရတဲ့ဟာပေါ့ပါလဲဆိုတော့ directory visit ဆိုတာ directory တစ်ခုပေါ်တစ်ခုစီပေါ်မှာမူတည်ပြီးတော့သွားတဲ့ file တွေဒီ HDSS ဆိုရတယ်ဒါပေမဲ့ရှေ့မှာ dot ထည့်ထားတဲ့ဥစ္စာကဒီ .hdss ဆိုပြီးတော့ dot ထည့်ထားလိုက်လို့ရှိရင် Linux တွေဘာတွေမှာတော့သူက hidden ဖြစ်သွားတယ်အဲ့ဒီတော့ဒီပုံမှန် normal view နဲ့ကြည့်မယ်ဆိုရင်ဒီ file လေးကိုမမြင်ရဘူးပေါ့နော် .hdss ဆိုတာရှိတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီမှာ Apache web server လို့ပြောလိုက်ရင်နောက်ကြရင်လည်းမှတ်ထားလို့ရတာဒီ .hdss ဆိုတဲ့ file လေးပါတတ်တယ်အဲ့တော့ကျွန်တော်တို့ .hdaccs.hdss ဆိုတဲ့ file လေးကိုတော့ခေါ်ကြည့်လိုက်ခေါ်လိုက်ဒီမှာ path4 ဆိုပြီးတော့ပြတယ်အဲ့တော့ကျွန်တော်တို့ copy အဲ့တော့ path4 လေးကိုထည့်ကြည့်လိုက်မယ်အဲ့တော့ CTF ကဒီတွန့်ဝင်းလေးနဲ့စပြီးတွန့်ဝင်းနဲ့ဆုံးမှာဆိုတော့မပြီးသေးဘူးပေါ့နော်ဒီ flag ကမပြီးတော့သေးတော့သူကဘာထပ်ပြောလဲဆိုတော့ဒီမှာကျတော့သူကပြောထားတာကို hints မှာတည်းကကျွန်တော်တို့ဒီ hint ကတခုပြီးတခုမင်းလိုက်တာစူးစမ်းသွားတယ်ဆိုလို့ရှိရင်ဖြေရမယ်လို့ပဲပြောတာဖြစ်တယ်ဒီမှာထပ်ကြည့်ရမှာပေါ့I love making website on my Mac တဲ့ Mac ဆိုတော့ Apple နဲ့သူသုံးတယ်ပေါ့နော်အဲ့တော့ Mac OS ကိုသုံးတယ် I can store a lot of information there ဆိုပြီးတော့ပြောတယ်အဲ့တော့သူကကျွန်တော်တို့ဒီ website တွေပါ develop လုပ်တဲ့ software တွေ develop လုပ်တဲ့သူက Maxbook ကိုသုံးပြီးတော့လုပ်တယ်လို့ဆိုလို့ချင်တာပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကသူကဒီမှာပြောထားတယ်အဲ့ information အများစုဒီ Max မှာပဲသုံးထားတယ်ဆိုတော့ကျွန်တော်တို့ဒီလိုရှာကြည့်လိုက်မယ်Mac OS
store file ပေါ့နော်ဒီမှာကျွန်တော်တို့ကဘာလဲဆိုတော့ Mac OS မှာ store file ဆိုပြီးပြောလိုက်လို့ရှိရင်ဒီမှာ ds store ဆိုတဲ့ဟာလေးရှိတယ် .ds.store ဆိုတဲ့ဟာကတဲ့ဘာလဲဆိုလို့ရှိရင်ဒီ MacBook မှာသူကတာမာအပြ file ကိုသွားပြီး store ထားတဲ့ file ကိုကျွန်တော်တို့တစ်ခုခုကိုအသုံးပြုနေတဲ့အချိန်မှာအဲ့လိုပုံစံမျိုးပြောချင်တာ and other virtual information တွေကိုပြောတာအဲ့တော့ဒီ .ds2 ဆိုတဲ့ဟာလေးကဒါသူရဲ့ file ဒီ .ds2 ဆိုတဲ့ file လေးကသူက MacBook ပေါ်မှာလုပ်တဲ့အချိန်မှာအဲ့လိုထွက်လာတဲ့ file လေးကိုပြောချင်တာအဲ့ဒီထဲမှာသူလိုအပ်တဲ့ information တွေ store လုပ်ရတယ်auto store ထားလိုက်ရှိရပေါ့အဲ့ဒီကောင်လေးကသူကဒီ website ကိုကျွန်တော်တို့ဒီလိုမျိုး cloud ပေါ်တင်လိုက်တယ်ဆိုလို့ရှိရင်ဒီ file လေးပါလာနိုင်ရရှိတယ်ဒါမျိုးကိုပြောချင်တဲ့သဘောပေါ့နော်အဲ့တော့ကျွန်တော်တို့ .ds2 ဆိုတဲ့ဟာလေးကိုသွားပြီးတော့ပေါ်ကြည့်လိုက်မယ်.ds2 ဒီမှာဆိုရင် part 5ဆိုပြရတယ်နောက်ဆုံးမှာ complete the scavenger hunt ဆိုတော့ scavenger hunt ဆိုတဲ့ဟာလေးကိုပြီးပါပြီတဲ့ဒီနေရာလေးဆိုတော့ကျွန်တော်တောက်ယူလိုက်မယ် copy ယူလိုက်မယ်ကျွန်တော် paste ချလိုက် submit လုပ်ကြည့် okay ဒါဆိုလို့ရှိရင် challenge က solve ဖြစ်သွားပြီအဲ့တော့ဒီ challenge လေးကတော့သူက easy ပဲသို့ပေမဲ့ဘာလဲဆိုတော့ဒီ CDF တည်းရဲ့တဘာဝအတိုင်းသူက trick လေးထည့်တယ်လားတကယ်ကျွန်တော်တို့ကဒီအချိန်ကန့်သက်တစ်ခုနဲ့ဖြေရမယ်ဆိုတဲ့အချိန်မှာကျတော့ရကြမှာလည်းရနိုင်တာရှိနေတယ် easy ဖြစ်ပြီးတော့ဘာကြောင့်လဲဆိုတော့ထားပါတော့ Windows ပဲအမြဲတမ်းသုံးတဲ့လူဒါမှမဟုတ်လည်း Linux နဲ့နီးစပ်တဲ့လူ Mac ကိုမသုံးဘူးတဲ့လူခုနလိုခါမျိုးသူကရှာမတွေ့လိုက်ဘူးဆိုလို့ရှိရင်ပြဿနာတက်နိုင်တယ်နောက်ဆုံး flag ရဲ့နောက်ဆုံးပိုင်းကမရနိုင်တော့ဒါမျိုးလည်းရှိတယ်ပြီးတော့ development တော့ join တယ် server ဘိုင်းကိုသွားပြီးတော့မကလီမိဘူးဒီ server ဘိုင်းနဲ့ပတ်သက်တဲ့ knowledge နည်းတယ်ဆိုလို့ရှိရင်လည်း .htss လို့ file မျိုးသူက Apache web server auto ရှိတယ်ဆိုတဲ့ဟာကိုသူမသိဘူးဆိုလို့ရှိရင်လည်းတစ်ခါပြဿနာရှိနိုင်တယ်เนาะအဲ့တော့ကျွန်တော်တို့ကဒါကတော့အချင်းချင်းနဲ့ပြန်စဉ်းစားလိုက်ရင်သူကပေးထားတဲ့ information လေးတစ်ခုချင်းလိုက်သွားရင်တော့ CDF ကရမယ်သို့ပေမဲ့သူနဲ့ဆက်ဆက်တဲ့ knowledge လေးတွေကိုသိအောင်ပေါ့အဲ့တော့စလိလာတဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်ကြတော့လေကျွန်တော်တို့ကဒီ web server တစ်ခုဆိုလို့ရှိရင် Apache web server သုံးလို့ရှိရင် Apache web server မှာ .htss ဆိုတဲ့ file လေးရှိတယ်အဲ့ကောင်က server ရဲ့ config file တွေကိုထိန်းလို့ရတဲ့ကောင်လို့ဟိုတချို့ဟာတွေကိုဒီ directory တစ်ခုချင်းစီပေါ်မူတည်ပြီးတော့ပြန်ပြီးသုံးဟို config လုပ်လို့ရတဲ့ကောင်လေးကိုမှတ်ထားလို့ရတယ်နောက်တစ်ခုကတော့ Google crawling နဲ့ပတ်သက်လို့ရှိရင် indexing နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကဘယ် site ဘယ် file ကိုတော့ crawl ဝင်ပေးမယ်ဘယ် file ကိုတော့ဟိုဒီ Google ပေါ်တွေယူခွင့်မပေးဘူးဒါမျိုးသတ်မှတ်တဲ့ဟာကြတော့ robot.txt ဆိုတာရှိတယ်အဲ့တော့ robot.txt ဆိုတဲ့ဥစ္စာလေးကိုဒါသိဖို့လိုတယ်နောက်တစ်ချက်ကတော့ဒါဒီထဲမှာပါတဲ့ဟာပေါ့ဒါကတော့ Mac ဆိုတာသုံးတဲ့လူတွေဆိုရင်တော့မြင်မယ်ဒါမှမဟုတ်ကိုယ့်ရဲ့ developer တွေပါတယ်မှာ developer team နဲ့မှာ Mac ဆိုတာသုံးတယ်ဆိုတော့သူကဒီ .db.store ဆိုတဲ့ဟာလေးက auto ပါလာတတ်တယ်အဲ့ .db.store ထဲမှာလည်းသူကဖွက်ထားတယ်လို့ပြောချင်တာပေါ့အဲ့တော့ CDF ရဲ့သဘာဝအတိုင်းသူကတော့လိုအပ်တဲ့ဟာလေးတွေကို trick သုံးပြီးတော့လှည့်ထားတာအဲ့တော့အခက်ကြီးလည်းမဟုတ်ဘူးဒါပေမဲ့ဖြေဖို့ဆိုလို့ရှိရင်လည်းတခုခုဆိုစဉ်းစားရမယ်เนาะဒါမျိုးလေးတွေရှိတတ်တယ်တချို့ CDF ကညီပညာပိုင်းရခက်ခဲတယ်မဟုတ်ဘဲနဲ့ဘူးတူတာနဲ့ခုန knowledge ရဲ့စဉ်းစားပုံရဲ့ပုံမှုတည်ပြီးတော့ရသွားနိုင်တာတွေလည်းရှိတယ် okay ပါဒါဆိုရင်ဒီ scavenger hunt ဆိုတဲ့ဒီ challenge ကိုဖြေလို့အဆင်ပြေမယ်လို့ယူဆပါတယ်နောက်ထပ် challenge မှာထပ်ပြီးတော့တွေ့ပါမယ်ခင်ဗျာ